ကျွန်တော်တို့အားလုံးရဲ့ပတ်ဝန်းကျင်မှာအတန်ကြဲကြဲလောင်လောင်ကြားနေရတဲ့ဇာတ်ကားတစ်ခွန်းရှိပါတယ်။အဲ့ဒါကတော့ဉာဏ်ရည်တုနည်းပညာဒါမှမဟုတ် AI ကလူတွေရဲ့အလုပ်အကင်တွေကိုလူယူတော့မယ်ဆိုတဲ့ဇာတ်ကားပါ။ဒါဟာတကယ်ပဲကြောက်စရာကောင်းတဲ့ကောလာဟလတစ်ခုလား။ဒါမှမဟုတ်ကျွန်တော်တို့အားလုံးပြင်ဆင်ထားရမယ့်တကယ်လက်တွေ့ဘဝအမှန်တရားလား။ဒီဗီဒီယိုမှာတော့နောက်9နှစ်အတွင်းမှာလုပ်ငန်းခွင်တွေဘယ်လိုပြောင်းလဲသွားမလဲ။သင်ဟာဘယ်လိုအလုပ်မျိုးကိုပဲလုပ်နေပါစေ။ဒီနည်းပညာသစ်ကိုဘာကြောင့်မသိလို့မဖြစ်တော့တာလဲဆိုတာကိုသိကြတဲ့အချက်လက်တွေနဲ့တကွအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကကွန်ပျူတာတွေစတင်ပေါ်ပေါက်လာချိန်မှာစရင်းကင်တွေအလုပ်ပြုတ်ကုန်တော့မယ်လို့အားလုံးကစိုးရိမ်ခဲ့ပူးပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ကွန်ပျူတာကိုအသုံးပြုတတ်တဲ့စရင်းကင်တွေကပိုပြီးအောင်မြင်လာကြတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်။အခုဉာဏ်ရည်တုနည်းပညာဟာလည်းအဲ့လိုပဲအလှည့်အပြောင်းတစ်ခုကိုရောက်နေပါပြီ။ကမ္ဘာစီးပွားရေးဖိုရမ်ရဲ့ထုတ်ပြန်ချက်အရလာမယ့်နှစ်အနည်းငယ်အတွင်းမှာကမ္ဘာတဝန်းမှာရှိတဲ့အလုပ်အကင်တန်းပေါင်းများစွာဟာပုံစံပြောင်းလဲသွားတော့မှာပါ။ဒါဟာအလုပ်တွေပျောက်ကွယ်သွားတာထက်အလုပ်လုပ်တဲ့ပုံစံပြောင်းလဲသွားတာလို့ဆိုရမှာပါ။ဥပမာအားဖြင့်အရင်ကလူတစ်ယောက်တစ်ပတ်လုံးထိုင်လို့ရတဲ့အချက်လက်စုဆောင်းတဲ့အလုပ်အစီရင်ခံစာရေးရတဲ့အလုပ်တွေကိုအခုဉာဏ်ရည်တုစနစ်တွေကမိနစ်ပိုင်းအတွင်းမှာအမှားယွင်းမရှိလှုပ်ဆောင်ပေးနေပါပြီ။ဒါဆိုရင်အဲ့ဒီနည်းပညာကိုအသုံးမပြုဘဲလက်နဲ့ပဲတာဝန်ကြီးအောင်လုပ်နေတဲ့သူတစ်ယောက်ဟာနည်းပညာသုံးတဲ့သူနဲ့ရှင်ရင်လုပ်ငန်းခွင်မှာနေရာပြောက်လာဖို့သိချသလောက်ရှိနေပါပြီ။အများစုထင်နေကြတာကဉာဏ်ရည်တုဟာစက်ရုံအလုပ်သမားတွေဒါမှမဟုတ်နည်းပညာသမားတွေနဲ့ပဲဆိုင်တယ်လို့ပါ။တကယ်တော့မဟုတ်ပါဘူး။နံပါတ်1ရုံးလုပ်ငန်းဆိုင်ရာများစာစီစာကွန်ရေးသားခြင်းအစည်းအဝေးမှတ်တမ်းတင်ခြင်းအီးမေးလ်ပြန်ကြားခြင်းစတာတွေကိုဉာဏ်ရည်တုကလူထက်ပိုမြင်အောင်လုပ်နိုင်နေပါပြီ။နံပါတ်2ပညာရေးနဲ့သင်ကြားရေးသင်ခန်းစာပြင်ဆင်တာကအစမေးခွန်းထုတ်တာအထိဉာဏ်ရည်တုကိုအသုံးချနေကြပါပြီ။နံပါတ်3ဒီဇိုင်းနဲ့ဖန်တီးမှုလုပ်ငန်းများပုံဆွဲခြင်းဗီဒီယိုတိပြခြင်းနဲ့ကြော်ညာစာသားရေးသားခြင်းလုပ်ငန်းတွေမှာဉာဏ်ရည်တုကလူတွေရဲ့လက်ထောက်အဖြစ်အားကောင်းကောင်းနဲ့နေရာယူနေပါပြီ။ဒါကြောင့်အသင်ဟာရုံးဝန်ထမ်းပဲဖြစ်ဖြစ်ဆရာတယောက်ပဲဖြစ်ဖြစ်အယောင်ကိုယ်စားလှယ်ပဲဖြစ်ဖြစ်ဒီလှိုင်းလုံးကြီးထဲမှာပါနေတယ်ဆိုတာသတိပြုရမှာပါနောက်9နှစ်မှာအသင်အလုပ်ကိုဉာဏ်ရည်တုကတိုက်ရိုက်လူယူမှာမဟုတ်ပါဘူးဒါပေမဲ့ဉာဏ်ရည်တုကိုကျွမ်းကျင်စွာအသုံးချတတ်တဲ့လူတစ်ယောက်ကသင်နေရာကိုအစားထိုးဝင်ရောက်လာမှာဖြစ်ပါတယ်အကြောင်းရင်း3ချက်ရှိပါတယ်ပထမအချက်ကတော့ကုန်ကျစရိတ်ပါကုမ္ပဏီတွေအနေနဲ့အချိန်အများကြီးပေးရတဲ့လူတစ်ယောက်ထက်နည်းပညာကိုသုံးပြီးအလုပ်ကိုမြန်မြန်နဲ့အကုန်အကျသက်သာအောင်လုပ်နိုင်သူကိုပဲရွေးချယ်ပါလိမ့်မယ်ဒုတိယအချက်ကတော့အရေးအသွေးပါလူဟာပင်မရန်အမှားယွင်းရှိနိုင်ပေမဲ့ဉာဏ်ရည်တုကတော့အချက်လက်တွေကိုတိတိကျကျတွက်ချက်ပေးနိုင်ပါတယ်တတိယအချက်ကတော့အမြန်နှုံးပါပြိုင်ဆိုင်မှုပြင်းထန်တဲ့လုပ်ငန်းခွင်မှာအလုပ်တစ်ခုကိုတစ်ရက်နဲ့ပြီးတဲ့သူနဲ့တစ်နိုင်နဲ့ပြီးတဲ့သူကြားမှာဘယ်သူကအားသာချက်ဖို့ရှိမလဲဆိုတာစဉ်းစားကြည့်ပါဒါဆိုရင်ကျွန်တော်တို့ကြောက်ပြီးထိုင်းနေရမှာလားမဟုတ်ပါဘူးခုကလေးကစတင်ပြင်ဆင်ရမယ့်အချက်3ချက်ရှိပါတယ်နံပါတ်1လေ့လာလို့စိတ်ရှိပါဉာဏ်ရည်တုကိုရန်သူလိုမမြင်ပဲမှော်လက်နဲ့တစ်ခုလိုမြင်အောင်ကြည့်ပါအခမဲ့ရရှိနိုင်တဲ့သင်ခန်းစာတွေကိုအချိန်ပေးလေ့လာပါနံပါတ်2ခိုင်းစေတတ်တဲ့အရေးအချင်းမျိုးကိုမွေးမြူပါဉာဏ်ရည်တုစီကအကောင်းဆုံးရလဒ်ထွက်လာအောင်ဘယ်လိုအမိန့်ပေးရမလဲဘယ်လိုခိုင်းစေရမလဲဆိုတာကိုလေ့လာပါဒါကိုလမ်းညွှန်ချက်ပေးခြင်းအတတ်ပညာလို့ခေါ်ပါတယ်နံပါတ်3လူသားဆန်တဲ့အရေးချင်းကိုမြင့်တင်ပါတီထွင်ကြံစမှုစာနာနာလည်မှုဥဆောင်နိုင်မှုနဲ့ပေါင်းသင်းဆက်ဆံရေးစတာတွေကဉာဏ်ရည်တုမလုံနိုင်တဲ့အရာတွေပါဒီအချက်တွေကိုသင်ရဲ့အသာချက်အဖြစ်ပြောင်းလဲပါညီကုန်းချုပ်အနေနဲ့ပြောရရင်တော့ပြောင်းလဲလာတဲ့ခေတ်ရည်စည်းကြောင်းကိုဆန့်ကျင်နေမယ်အစားရည်စည်းနဲ့တူလိုက်ပါစီမြော့တတ်ဖို့လိုပါတယ်။နောက်9နှစ်ဆိုတာသိမဝေးတော့ပါဘူး။သင်ဟာဒီနေ့ကစားပြီးဉာဏ်ရည်တုနဲ့မိတ်ဆွေဖွဲ့မလား။ဒါမှမဟုတ်အပြောင်းလဲကိုညှင်းဆန်ရင်နောက်ကျကြံခဲ့မလားဆိုတာကတော့သင်ရဲ့ရွေးချယ်မှုပါပဲ။ကျွန်တော်အမြင်အရတော့ဤပညာကိုအသုံးချတတ်သူတွေအတွက်အနာဂတ်ဟာအခွင့်အလမ်းတွေနဲ့ပြည့်နှက်နေမှာအသေးချပါပဲဒီဗီဒီယိုလေးကသင်အတွက်ကြိုးရှိတဲ့ဆိုရင်တခြားသူတွေလည်းသိရအောင်မျှဝေပေးခဲ့ပါဦးနောက်ထပ်လည်းအသုံးဝင်တဲ့ဗဟုသုတတွေကိုဆက်လက်တင်သွားပေးမှာမို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးပါဦးခင်ဗျာ